သမီးငယ်လေးဟာသူမမှာအသေးကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီဆိုတာကိုစိတ်ပြက်လက်ပြက်နဲ့သိလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့အဖေကတော့အရှုံးမပေးခဲ့ပါဘူး။သမီးဖြစ်သူအတွက်ဆေးဝါးတွေနဲ့လဲလှယ်ဖို့ရက်ပိုင်းခြားတစ်ခါဆေးရုံကိုသွားပြီးတွေးရောက်ခဲ့ပါတယ်။မိဘတွေကသမီးရဲ့ယောဂါကိုဖုံးကွယ်ထားကြပေမဲ့သူမကတော့သိနေခဲ့ပါတယ်။သမီးကိုကုသပေးဖို့အတွက်အဖေတယောက်တည်းမိသားစုကိုမထောက်ပံ့နိုင်တော့ပါဘူး။မိသားစုကဆင်းရဲလွန်းလို့သားတော်မစားနိုင်ကြရှာပါဘူး။အခုဆိုအမေကလည်းအမွာကိုဝင်ကိုထက်ရနေပါပြီ။ယောဂါအိုးကြီးဖြစ်တဲ့သူမသာအမြန်ဆုံးတည်ဆုံသွားခဲ့ရင်သူမရဲ့မိဘတွေနဲ့မွေးဖွားလာမဲ့မောင်နှမလေးတွေဟာပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြမှာပါသူမတည်ဆုံပြီးတဲ့နောက်မိဘတွေဝမ်းမနှဲစေချင်တာကြောင့်သမီးငယ်လေးဟာလူဆိုးမလေးတယောက်လိုတမင်တက်တက်ဟန်ဆောင်ခဲ့ပါတယ်ဆေးတွေကိုတုံပစ်ပြီးနောက်အမေဖြစ်သူစိတ်ဆိုးသွားအောင်နိုင်ဆိုင်တဲ့စကားအချို့ကိုပြောခဲ့ပါတယ်ဒါဟာမိဘတွေသူမအပေါ်လုံးဝစိတ်ပြတ်သွားစေဖို့ပါပဲအမေဖြစ်သူကိုခံအားကောင်းအောင်ပြင်ဆင်ပေးထားတဲ့ကြက်ဥပေါင်းကိုလည်းသမီးငယ်လေးကစပွဲပေါ်တွန်းချပြလိုက်ပါတယ်အဲ့ဒီအချိန်မှာစိတ်ဆိုးသွားတဲ့အဖေကသမီးကိုစူပူချင်းမောက်ဖို့လုပ်တဲ့အခါသမီးကိုရိုက်နှက်ပြီးတက်ပစ်လိုက်ပါဒါမှသမီးအတွက်ဆေးဝါးဝယ်ဖို့ပတ်စံကုန်စရာမလိုတော့ပဲကလေးငယ်2ယောက်ကိုပဲပြုစုပြောထောင်နိုင်မှလို့သမီးကပြောပါတယ်အဖေကစူပူချင်းမောင်းတော့မဲ့အချိန်မှာအမေဖြစ်သူကတားဆီးခဲ့ပါတယ်သမီးငယ်လေးဟာအဖေရဲ့ဖန်ဆွဲထားမှုကနေရုံထွက်ပြီးအဖေဖြစ်သူကိုစကလုံးတွေနဲ့တမင်တက်တက်ထက်မြန်ရန်ဆက်ခဲ့ပါတယ်ထမင်းမကျွေးရင်ကျောင်းကိုသွားပြီးမုံဝယ်စားမယ်လို့ပြောပြီးနောက်လက်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဒါမှသာမိဘတွေသူမအပေါ်စိတ်ပြတ်သွားမှာမို့လို့ပါငါအတိတ်ဘဝကဘာအဖြစ်တွေလုပ်ခဲ့မိလဲလို့စုချန်ကတွေးမိပါတယ်ဒါပေမဲ့နေတိုင်းဆေးတွေကိုခိုးပြီးတုံပစ်ခဲ့တာကြောင့်သမီးငယ်လေးဟာညာတိုင်းပြင်းထန်တဲ့ပိုင်းနာဝေဒနာကိုခံစားခဲ့ရပါတယ်အဲ့ဒီနေ့မှာတော့ငရဲတမန်ကသူမကိုလာရှာပြီးတေးဖို့3ရက်ပဲလိုတော့တယ်လို့ပြောခဲ့ပါတယ်သမီးငယ်လေးကအခုချက်ချင်းခေါ်သွားပေးဖို့ငရဲတမန်ကိုတောင်းပန်ခဲ့ပေမဲ့ငရဲတမန်ကတော့အချိန်မကျသေးဘူးလို့ပြောတာကြောင့်သမီးငယ်လေးဟာယောဂဝေဒနာကိုဆက်လက်အောင်ဤခံစားခဲ့ရပါတယ်မိဘတွေကသူမကိုစိတ်ကုံသွားပြီလို့ထင်ခဲ့ပေမဲ့အဲ့ဒီနေ့အိမ်ပြန်ရောက်တဲ့အခါမိဘတွေကအကျွေးထက်ချေးထားတာကိုတွေးလိုက်ရပါတယ်သမီးကိုစစ်ဆေးဖို့မနှက်ဖြန်ဆေးရုံကြီးကိုခေါ်သွားမယ်အရာအလုံးကိုပေါင်နိုင်ရပါစေဦးသမီးကိုကုသပေးမယ်လို့မိဘတွေကပြောခဲ့ပါတယ်သမီးငယ်လေးဟာဆေးရုံသွားရင်အဲ့ဒီပတ်စံတွေအလားအတာဖြစ်ကုန်မယ်ဆိုတာသိနေပါတယ်အဲ့ဒီပတ်စံကိုခြံထားပြီးမွေးလာမဲ့မောင်လေးနဲ့ညီမလေးအတွက်နှုတ်မဝယ်တာကပိုကောင်းပါလိမ့်မယ်ဒါကြောင့်သမီးငယ်လေးဟာကလေးကလားဆန်စွာနဲ့မိုဘိုင်းဖုန်းတစ်လုံးဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်အတန်းဖော်တွေအားလုံးမှရှိကြပြီးသူမမှပဲမရှိတာလို့ပြောကပတ်စံကိုလူယူပြီးထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့မတော်တဆလဲကျသွားတဲ့အခါအဖေဖြစ်သူကတမျက်စိနဲ့အမြန်လိုက်လာပြီးမင်းအမေကမင်းအတွက်ကြောင့်အဝတ်စားတစ်တောင်မဝယ်နိုင်ဘူးလို့ပြောပါတယ်သမီးငယ်လေးကအဖေရဲ့ဖန်ဆွဲထားမှုကနေရုံထွက်ပြီးမြေပြင်ပေါ်ကရွံတရားကိုကောက်ကအိတ်ကက်ထဲထည့်လိုက်ပါတယ်ပြီးနောက်အဖေဖြစ်သူကိုစကလုံးတွေနဲ့တမင်စိတ်ဆိုးအောင်ထပ်ပြောခဲ့ပါတယ်အဖေတို့မှာအရေးချင်းမရှိလို့ဆင်းရဲတာခံရမှာပေါ့လို့ပြောလိုက်တဲ့သမီးရဲ့စကားလုံးတွေဟာအဖေဖြစ်သူရဲ့စိတ်ခံကိုလုံးဝပျက်စီးသွားစေခဲ့ပါတယ်။ဒါကြောင့်အဖေကသမီးကိုပြက်ပြက်တသားပဲဒီနေ့ကစပြီးမင်းကိုမမွေးခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်လို့ပြောလိုက်ပါတယ်။သမီးငယ်လေးဟာသူမရဲ့အစီအစဉ်အောင်မြင်သွားပြီဆိုတာသိလိုက်ပါတယ်။အခန်းထဲပြန်ရောက်တဲ့အခါရွံတရားကိုအန်ဆွဲထဲထည့်လိုက်ပါတယ်။ဒါဟာသူမရဲ့မောင်လေးနဲ့ညီမလေးအတွက်ပြင်ဆင်ပေးခဲ့တဲ့အကျိုးလက်ဆောင်လေးပါအဖေဖြစ်သူရဲ့ရိုက်ချက်ကအယမ်းနာကျင်ပေမဲ့သမီးငယ်လေးကတော့ဂယုမဆိုင်ပါဘူးဒါမှသာအဖေကသူမကိုတတိယနေမှာမဟုတ်တော့လို့ပါမကြခင်မှာပဲသမီးငယ်လေးတေဆုံးရမယ့်နောက်ဆုံးနေ့ကိုရောက်ရှိလာခဲ့ပါတယ်မနက်စောစောမှာပဲမိဘတွေသူမအတွက်ကြောင့်စကားများနေကြတာကိုကြားလိုက်ရပါတယ်အဖေကသူမကိုကျေးဇူးကမ်းနဲ့တာရဲတရိษံလိုတောင်ဆဲဆိုခဲ့ပါတယ်အဲ့ဒါကိုကြားရတဲ့အခါသမီးငယ်လေးဟာတကားကိုတိတ်တဆိတ်ပိတ်လိုက်ပါတယ်မိဘတွေသူမကိုစွန့်ပစ်လိုက်ပြီးဖြစ်လို့သူမအယမ်းဝမ်းသာသွားပါတယ်တေဆုံးသွားပြီးနောက်မိဘတွေဝမ်းမနှဲစေဖို့အတွက်သမီးငယ်လေးဟာအရင်ကအဆင့်ကောင်းရတိုင်းကျောင်းကပေးခဲ့တဲ့ဒီပလိုမာလက်မှတ်တွေကိုထုတ်ယူလိုက်ပါတယ်။အရင်ကဆိုအဖေဖြစ်သူဟာကလေးတယောက်လိုဝမ်းသာပြီးတမီးကောင်းလေးရှိတယ်ဆိုပြီးအိမ်နီးနားချင်းတွေကိုမဆိုင်မတွက်ကြွားဝါလေးရှိပါတယ်။ဒါကြောင့်ဒီအရာတွေရှိမနေသင့်ပါဘူး။ဘာလို့လဲဆိုတော့ဒါတွေကမိဘတွေအတွက်အမတ်တရားဖြစ်နေမှာမို့လို့ပါ။ဒါကြောင့်တမီးငယ်လေးဟာမျက်ရည်တွေနဲ့အတူအဲ့ဒီလှပတဲ့အမတ်တရားတွေကိုဖျက်ဆီးပစ်လိုက်ပြီးမိဘတွေသူမကိုလုံးဝမေ့သွားနိုင်အောင်ကိုယ်တိုင်ပဲအပြီးတိုင်မိရှုပစ်လိုက်ပါတယ်။ဒါပေမဲ့မိလောင်နှံကိုအမေဖြစ်သူကအချိန်မီသိရှိသွားခဲ့ပါတယ်အဖေကလည်းမိငိမ့်တက်ဖို့အခန်းထဲကိုပြေးဝင်လာပြီးတမီးကိုနင်ဒီအိမ်ကိုမိရှို့ချင်နေတာလားနင့်အဖေစိတ်ဆိုးအောင်ဘာလို့ခဏခဏလုပ်နေရတာလဲလို့စူပူချင်းမောင်းပါတယ်တမီးကိုဖုံးဝယ်ဖို့ပတ်စံမပေးရင်တမီးမီးနဲ့ပဲကစားမယ်လို့ပြောတဲ့တမီးရဲ့စကားကြောင့်ဒေါသထွက်သွားတဲ့အဖေကတမီးကိုအတင်းဆွဲခေါ်ပြီးအိမ်ပြင်ကိုနှင်ထုတ်ကတကားကိုအပြင်းပြင်းနဲ့ပိတ်လိုက်ပါတယ်ကိုးကွယ်ရမယ်ဖြစ်သွားတဲ့တမီးငယ်လေးဟာမြေပြင်ပေါ်မှာဒူးထောက်ပြီးငိုကြွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်။သူမထပြီးအိမ်ထဲပြန်ဝင်ခြင်းပေမဲ့အဖေဖြစ်သူကတကားကိုအတွင်းကနေတောက်ခတ်ထားလိုက်ပါပြီးအမေကတမီးငယ်လေးရဲ့ခန္ဓာကိုယ်ကအားနေပါတယ်လို့ပြောပြီးငိုကြွေးတဲ့အခါအဖေကတော့တမီးငယ်လေးကိုတေခံနေနေတာအပြစ်ရှိလို့ခံရတာဆိုပြီးဆဲဆိုခြင်းဆဲခဲ့ပါတယ်။အဲ့ဒါကိုကြားရတဲ့တမီးငယ်လေးဟာတကားခေါက်မဲ့လက်ကိုတိတ်တဆိတ်ပြန်ရုပ်သိမ်းလိုက်ပါတယ်ပြီးနောက်မိုးခိုဖို့အတွက်တကားနာမှာအားကိုးရမယ်စွာထိုင်နေခဲ့ပါတယ်။ဒီနေ့ဟာသူမထွက်ခွာရမယ့်နေ့ဆိုတာသူမသိနေပါတယ်အမှန်ပါပဲငရဲတမန်ကသူမကိုလာခေါ်ပါတယ်လူစီစီအချိန်ကြီးတက်လာပါပြီတမီးငယ်လေးဟာလည်းကိုယ်တိုင်ခံစားသိရှိနေရပါတယ်ဘာလို့လဲဆိုတော့သူမရဲ့မျက်လုံးတွေကရှင်းရှင်းလင်းလင်းမမြင်ရတော့လို့ပါဒါပေမဲ့တမီးငယ်လေးကအပြင်မှာတယောက်တည်းမသေးချင်ပါဘူးဒါကြောင့်တက်တီမွေးပြီးတကားကိုပြန်ခောက်ကပိုက်စာလို့ထမင်းစားခြင်းတယ်လို့အော်ပြောခဲ့ပါတယ်တမီးဖြစ်သူရဲ့ခေါ်တန်းကိုကြားရတဲ့အခါအဖေဖြစ်သူဟာနောက်ဆုံးတော့စိတ်ပျော့သွားပြီးတကားဖွင့်ကတမီးကိုအိမ်ထဲပေးဝင်ခဲ့ပါတယ်သူ့ကိုသွားမပတ်သက်နဲ့
သင်ခန်းစာရပါစေဦးလို့ပြောလိုက်တဲ့အဖေဟာသမီးငယ်လေးရဲ့ဒီလက်ကြီးမှုဟာဒီဘဝမှာနောက်ဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်မယ်ဆိုတာမသိခဲ့ရှာပါဘူးပြီးတော့သမီးငယ်လေးဟာအခန်းထဲကိုပြန်ဝင်ပြီးတကားကိုအတွင်းကနေတောက်ခတ်လိုက်ပါတယ်အဖေဖြစ်သူကမွေးနေ့တုန်းကပေးခဲ့တဲ့လက်ဆောင်ဖြစ်ပြီးဘယ်တော့မှမဝတ်ဘဲတင်ထားခဲ့တဲ့အနီရောင်ကာဝင်လေးကိုထုတ်ဝတ်လိုက်ပါတယ်ဒီကဘာကြီးကနေလှလှပပလေးထွက်ခွာသွားခြင်းလို့ပါအချိန်ကပိုပြီးနီးကပ်လာတာကိုမြင်တွေ့ရရင်သမီးငယ်လေးဟာတေခြင်းတရားရောက်ရှိလာမှာကိုကတင်ပေါ်မှာငိမ့်သက်စွာစောင့်ဆိုင်နေခဲ့ပါတယ်။တကားအပြင်ဘက်မှာတော့သမီးငယ်လေးထမင်းမစားရသေးတာကိုအဖေဖြစ်သူကတနာစိတ်ဝင်လာပြီးသမီးကြိုက်ဆုံးဖြစ်တဲ့ဝက်သားပြားကြော်ကိုပြင်ဆင်ပေးဖို့ဇနီးဖြစ်သူကိုပြောနေပါတယ်။သမီးငယ်လေးဟာအဲ့ဒီရင်းနှီးနေတဲ့အနံ့ကိုရရှိလိုက်ပါတယ်။အမေပြင်ဆင်ပေးတဲ့ဟင်းကိုတကယ်ပဲပြန်စားချင်မိပေမဲ့အခုတော့သူမမှာစကားပြောဖို့တောင်ခွန်အားမရှိတော့ပါဘူး။အပြင်ကိုမြန်မြန်ထွက်ခဲ့အမေကနင့်အတွက်အသားဟင်းချက်ပေးထားတယ်လို့အဖေကပြောတဲ့အချိန်မှာပဲငရဲတမန်ကအခန်းထဲကိုရောက်လာပြီးသမီးငယ်လေးကိုထွက်ခွာဖို့အချိန်တန်ပြီလို့ပြောပါတယ်။ဒါပေမဲ့သမီးငယ်လေးကမိဘတွေရဲ့အတန်ကိုနောက်ထပ်တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်ပြန်ကြားချင်သေးတာကြောင့်ခစ်တလောက်ထပ်ဆောင်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ငါ့ကိုစူပူချိန်မောင်းရင်တောင်ဖြစ်ပါတယ်လို့တွေးနေမိပါတယ်။ဒီကလေးကတော့စိတ်ပုတ်တာပိုဆိုးလာပြီးရကားမဖွင့်ဘူးလားဒါဆိုရင်လည်းပိုက်စာခံပြီးမစားနဲ့တော့လို့အဖေကပြောပါတယ်။သမီးငယ်လေးကတမင်တက်တက်ကြီးကြနေတာလို့အဖေကထင်နေလုံးဖြစ်တာကြောင့်ဟင်းတွေကိုကြမ်းပြင်ပေါ်တွန်းပစ်လိုက်ပါတယ်။အဖေရဲ့အတန်ကိုမကြားရတော့တဲ့နောက်မှာသမီးငယ်လေးဟာစိတ်ပြက်လက်ပြက်နဲ့ငိုကြွေးမိပါတယ်မိဘတွေနဲ့တကယ်ပဲမခွဲခွာချင်တယ်လို့ဒီနှွေးထွေးတဲ့အင်ဂေဟာလေးကိုလည်းမစွန့်ခွာချင်ပါဘူးထွက်ခွာဖို့အချိန်တန်ပါပြီလို့ငရဲတမန်ကပြောပြီးလက်ကိုဖြည်းဖြည်းချင်းကမ်းပေးလာတဲ့အချိန်မှာသမီးငယ်လေးရဲ့စိတ်ထဲမှာတော့အမေရဲ့နှွေးထွေးတဲ့အပြုံးတွေနဲ့အဖေရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေပဲပြည့်နေခဲ့ပါတယ်ဒါပေမဲ့သူမဒါတွေကိုနောက်ထပ်မမြင်တွေ့နိုင်တော့ပါဘူးအမေဖေမောင်လေးညီမလေးသူမအယမ်းပျော်ရွှင်ခဲ့ပါတယ်ဒီနေ့ကစားပြီးသူမဟာမိဘတွေအတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်တော့တယ်လို့ဒီမိသားစုအတွက်လည်းဝင်ထုတ်ဝင်ဖို့မဖြစ်တော့ပါဘူးအဲ့ဒီလိုနဲ့လိမ္မာပြီးအလိုက်တိတက်တဲ့သမီးငယ်လေးဟာမျက်လုံးတွေကိုထာဝရပိတ်သွားခဲ့ပါတယ်သူမရဲ့နောက်ဆုံးဆန္ဒကတော့သူမထွက်ခွာသွားတဲ့အတွက်မိဘတွေအရန်ကြီးဝမ်းမနေကြဖို့ပါပဲအပြင်ဘက်မှာတော့မိဘတွေဟာအနာဂတ်အတွက်အိမ်မက်မက်နေကြတော့မှအမေကသမီးအတွက်လှပတဲ့ဆွဲတာအင်ဂျီလေးကိုရက်လုပ်ပေးနေပြီးအဖေကလည်းသမီးကအနီရောင်ဝတ်ရင်အလှဆုံးလို့ပြောနေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲအမေဖြစ်သူကထူးဆန်းဒါတခုခုကိုသတိပြုမိသွားတာကြောင့်ဘာဖြစ်လဲဆိုတာသိရအောင်အခန်းထဲဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့တကားကိုအကြာကြီးခောက်နေခဲ့ပေမဲ့ဘာတော့ပြန်မှုမှမရရှိခဲ့ပါဘူးအဖေဖြစ်သူကတကားကိုအားကုန်သုံးပြီးဖွင့်လိုက်နိုင်တဲ့အချိန်မှာတော့အခန်းထဲကမြင်ကွင်းဟာသူတို့ဘဝရဲ့6လန့်ပွဲ